The Bible said you are set free. နှုတ်ကပတ်တော်ကတော့ပြောတယ်မင်းကလွတ်မြောက်တော်သူဖြစ်တယ် But you might look at your life right now. ဒါပေမဲ့အခုသင်ကသင်ဘဝကိုပြန်ကြည့်လိုက်တဲ့အခါမှာ Why are these things happening in my life if I'm already set free? ငါကလွတ်မြောက်ပြီးသားသူဆိုရင်ဘာဖြစ်လို့ငါမှဒီလိုမျိုးတွေရှိနေသေးတာလဲ Why I am depressed? ဘာကြောင့်ငါစိတ်တက်ကြရတာလဲ Why I have anxieties? ဘာဖြစ်လို့ငါမှစိုးရိမ်မှုရှိနေရတာလဲ Why I wake up tired of my heart? ငါရဲ့နှလုံးသားထဲမှာမောပန်းချင်နေဘာဖြစ်လို့နိုးထလာရတာလဲ Why? ဘာကြောင့်လဲ Today my message is ဒီနေ့ကျွန်တော်ပေးချင်တဲ့အကြောင်းအရာက for those Christian အဲ့ဒီလိုမျိုးခရိယန်တွေ who feel like they are defeated by the devil. မာနရဲ့နှိပ်စက်ခြင်းခံစားနေရတယ်လို့ခံစားနေရတဲ့ခရိယန်တွေ You are not set free not because of the devil. သင်မလွတ်မြောက်ခြင်းကမာနကြောင့်မဟုတ်ဘူး This is a big message. တကယ်ကိုလိုအပ်တဲ့ message ဖြစ်တယ် You are not set free not because of the devil. သင်မလွတ်မြောက်ခြင်းကမာနကြောင့်မဟုတ်ဘူး Indirectly, yes, because of the devil. But not directly because of the devil. တိုက်ရိုက်မဟုတ်ပေမဲ့တွေ့ဝိုက်တော်နေရာဖြစ်နေဟုတ်တယ် You are not set free yet just because you don't know the truth. သင်မလွတ်မြောက်သေးဘူးဆိုတာကသင်ကတမန်တရားကိုမသိတော့ကြောင်းဖြစ်တယ် If you are bound into one area, that area is somewhere you need to hear the truth. သင်ကတနေရာမှာချုံနှောင်ခြင်းခံစားရတယ်ဘာဖြစ်လို့လဲဆိုသင်ကအဲ့ဒီနေရာမှာတမန်တရားကိုမကြားရတော့ကြောင်းဖြစ်တယ် But when you hear the truth, ဒါပေမဲ့သင်တမန်တရားကိုကြားတဲ့အခါ what did Jesus say? ယေရှုဘာပြောလဲ If you know the truth shall set you free. တမန်တရားကိုသိတဲ့အခါမှာအဲ့ဒီတမန်တရားကသင်ကိုလွတ်ပေးမယ် Not because of the devil. မာနကြောင့်မဟုတ်တိုက်ရိုက်မာနကြောင့်သင်ကယခုလိုခံစားနေရတာမဟုတ် But because you don't know the truth သင်က yet. တမန်တရားကိုမသိတော့ကြောင့်မလွတ်ခြင်းဖြစ်တယ် And let's go to Colossians chapter 2 verse 15. ကောလောသဲခန်းကြီး2ခန်းငယ်15ကိုဆက်သွားရအောင် And you will see how does he look like သူ here. ဘလို့လဲဆိုတာကိုသင်ဒီမှာတွေ့ရမယ် 1, 2, 3. အချို့မြဲအာနာစက်များကိုလူယူလင်ထင်ရှားစွာထုတ်ပြ၍လက်ဝါးကတိုင်အားဖြင့်အောင်ပွဲကိုခံတော်မူပြီ The devil is disarmed. နှုတ်ကပတ်တော်ကဘာပြောလို့ဆိုမာနမှာလက်မောင်းရှိတော့ What can he do to you anymore? သင်ကိုသူဘာလုပ်နိုင်တော့မှလဲ That the Bible said Jesus already overcome the devil and he disarmed all of his power and all of his authorities. သူ့ရဲ့အခွင့်အာဏာတွေသူ့ရဲ့လုံပိုင်ခွင့်အားလုံးကိုယေရှုကရိုက်ချိုးလိုက်ပြီ The ဖြစ်တယ် devil has no power anymore. မာနမှာဘာတကိုမှမရှိ The တော့ devil cannot bound you anymore. မာနကသင်ကိုဆက်ပြီးမှချီနှော The င်လို့မ devil ရတော့ cannot depress you anymore. သင်ကိုစိတ်တကြအလားလုံးလို့မရ If you တော့ know the truth, သင်ကတမန်တရားကိုသိတယ်ဆို he ရင် cannot work in your life သင်ရဲ့ anymore. ဘဝအသက်တာမှာ तू လာပြီးအလုပ်လုပ်လို့မရတော့ But why? ဒါပေမဲ့ဘာကြောင့်မလို့ A lot of believers are still bound under the devil. ဒါဘာဖြစ်လို့ယုံကြည်သူတော်တော်များများကမာနရဲ့အောက်မှာချုံနှောင်ခြင်းနဲ့ခံစားရတာလဲ Because they believe the lies. ဘာဖြစ်လို့လဲဆိုသူတို့ကအဲ့ဒီလိမ်ညာမှုကိုယုံကြည်ထားလို့ဖြစ်တယ် The devil can only pretend. မာနကတင့်ကိုဟန်ဆောင်လို့ပဲရတယ် He can pretend like he can bound you. တင့်ကို तू ချုံနှောင်ထားလို့ရတယ်ဆိုတဲ့ပုံစံမျိုးတရုပ်ဆောင်တယ် He can pretend like he can give you diseases. တင့်ကိုဝေဒနာဖြစ်စေတဲ့သူတယောက်လို့ तू ကတရုပ်ဆောင်တယ် He can pretend like he can give you problems in your life. သင်ဘဝထဲမှာပြဿနာကို तू အပြင်ဖြစ်စေနိုင်တယ်လို့တရုပ်ဆောင်တယ် But if you believe that pretend, သင်ကအဲ့ဒီအလိမ်အညာကိုသင်ယုံမယ်ဆိုရင် he can function in your life. သင်ဘဝထဲမှာ तू စပြီးအလုပ်လုပ်လာလိမ့်မယ် But if you denies to believe the lies of the enemy သင်ကမာနရဲ့ဒီအလိမ်ညာစကားတွေကိုသင်ကညှင်းဆိုမယ်ဆိုရင် and choose to believe the truth, တမန်တရားကိုလက်ခံဖို့သင်ကရွေးချယ်မယ်ဆိုရင် you will be set free. သင်ကလွတ်မြောက်တော်သူဖြစ်တယ် The truth is, တမန်တရားက you are already set free. သင်ကလွတ်မြောက်တော်သူဖြစ်တယ် Believe that. အဲ့ဒါကိုယုံပါ The truth is,
အဲ့ဒီတမန်တရားက You have no addictions anymore. တင်မှာဘာဆွဲလန်းမှုမှမရှိတော့ The truth is, ဒီတမန်တရားက you have no diseases anymore. တင်မှာဘာယောဂမှမရှိတော့ The truth is, တမန်တရားက you have no depressions anymore. တင်ကစိတ်သက်ကြရမယ်သူမဟုတ်ဘူး There is one Bible verse that is really funny to me. အရန်ကိုရည်ရတဲ့နှုတ်ကပတ်တော်တစ်ပိုင်းလည်းရှိတယ် I was reading in my room ကျွန်တော်အခန်းထဲမှာအဲ့ဒါကိုဖတ်တဲ့အခါမှာ and I was laughing alone တယောက်တည်းရည်နေတယ် because the devil is so funny in this ဘာ Bible ဖြစ် verse. လို့လဲဆိုတော့မာနကဒီထဲမှာတော်တော်ရည်ရတယ် I want you to funny too. တင့်ကိုလည်းရည်စေချင်တယ် So that's why I'm going to give you the Bible verse. ဒီနှုတ်ကပတ်တော်လေးကိုပြောပြမယ် Let's go to 1 Peter chapter 5 verse 8. ငါရှစ် And this is a very funny Bible verse. အရန်ကိုရည်ရတဲ့နှုတ်ကပတ်တော်လေးဖြစ်တယ် The thing that is funny is about the devil is pretending. မာနရဲ့တရုပ်ဆောင်မှုကိုမြင်ရမယ် When I was young, ကျွန်တော်ငယ်ငယ်တုန်းက when I read this Bible verse, ဒီနှုတ်ကပတ်တော်ကိုဖတ်လိုက်တဲ့အခါမှာ I thought the devil was a lion. မာနကိုကျွန်တော်ကရှင်သေးတကောင်လို့မြင်တယ် When I understood, ကျွန်တော်နားလည်သွားတယ် this is so funny. ဒါကအရင်ကြီးရတယ် Do you know why? ဘာကြောင့်လဲသိလား A true lion is our Jesus Christ, the Lion of Judah. ယူဒာရဲ့ရှင်ဘုရင်ဖြစ်တဲ့ယေရှုကသာလေအမှန်တကယ်ရှင်သေးကဲ့သို့ဖြစ်တယ် But the devil မာနကတော့ is a head crutch serpent. ယေရှုရဲ့ခြေအောက်မှာသူကနင်းချေခြင်းကိုခံရပြီးသားဖြစ်တယ် But he pretend ဒါပေမဲ့သူကဘယ်လိုသရုပ်ဆောင်လဲ in this Bible verse ဒီနှုတ်ကပတ်တော်ထဲမှာဆိုရင် as a roaring lion. ဟောက်တော်ခြင်းသေးကဲ့သို့ If that was a real lion, ဒါကအတကယ်ခြင်းသေး asisoye, အစစ်ဆိုရင် a true lion will not swallow you. တကယ်ခြင်းသေးကတင့်ကိုမြူလို့မရဘူး He will bite you ကိုက်လို့ပဲရမယ် because he has tooth. ဘာဖြစ်လို့ဆိုသူ့မှာသွားရှိ But the Bible said, ဒါပေမဲ့နှုတ်ကပတ်တော်ကပါ as a lion, it said as a lion, ခြင်းသေးတဲ့ကောင်ကဲ့သို့ but it doesn't say it will bite you. ဒါပေမဲ့ကိုက်မယ်လို့မပြောဘူးတင့်ကိုမြူမယ်လို့ပြောတယ် Why? ဘာကြောင့်လဲ The devil is pretending like a lion. ဘာဖြစ်လို့ဆိုမာနကခြင်းသေးတယောက်ကဲ့သို့တရုပ်ဆောင်လို့ Let's go to John chapter 8 verse 32. You will see the reason why a lot of people are not set free from their လူ addictions. တော်တော်များများဘာကြောင့်မလွတ်မြောက်လဲဆိုတဲ့အရာကိုသင်ဒီမှာတွေ့ရမယ် Jesus said, ယေရှုဘာပြောလဲ if you know the truth, တမန်တရားကိုလည်းသိကြသဖြင့် and the truth will set you free. ထိုတရားသည်သင်တို့ကိုလွတ်လိမ့်မည် Jesus didn't say, ယေရှုကအဲ့လိုမပြောဘူး if you can fight the devil, you will set you free. မင်းကမာနကိုတိုက်ခိုက်နိုင်မင်းလွတ်မြောက်လိမ့်မယ်လို့ယေရှုမပြောခဲ့ဘူး Jesus didn't say, if you can pray, God will set you free. မင်းဆုတောင်းနိုင်ရင်မင်းကလွတ်မြောက်လိမ့်မယ်လို့မပြောဘူး You know, there's one thing that the devil lies to you. ဒါပေမဲ့မာနတင့်ကိုလှည့်ပြထားတဲ့အရာတစ်ခုရှိတယ် Even in my life, ကျွန်တော်ဘဝထဲမှာလည်း since I was so young, ကျွန်တော်ငယ်ငယ်တုန်းက I had a problem ကျွန်တော်မှာပြဿနာရှိတယ် about my mentalities. ကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ပြဿနာတစ်ခုရှိတယ် I was the guy who was always sad without any reason. ကျွန်တော်ကဘာအကြောင်းပြချက်မှမရှိဘဲနဲ့ဝမ်းနေတဲ့သူဖြစ်တယ် Since I was so young, ကျွန်တော်အရင်ငယ်သေးတယ် I was looking for the reason why I was so sad. ကျွန်တော်ရှာကြည့်တယ်ဘာကြောင့်ကျွန်တော်ကအမြဲဝမ်းနေနေရတာလဲ I thought, ကျွန်တော်ထင်တဲ့အရာက oh, maybe this is a generational curse. ဒါကမျိုးရိုးနဲ့ဆိုင်တဲ့ကြိမ်ချင်းလား And I start to cut all the generational curse in the name of Jesus. ယေရှုနာမနဲ့ကျွန်တော်ကအဲ့ဒီကြိမ်ချင်းအားလုံးကိုဖျက်တောက်တယ် But it didn't go away from me. ဒါပေမဲ့ကျွန်တော်ရှိကနေအဲ့ဒါကမပြောက်တော့ I was still sad boy. ဆက်ပြီးမှကျွန်တော်ကဝမ်းနေနေတဲ့ကောင်လေးတယောက်ပဲဖြစ်နေတယ် Oh, I thought maybe this happened in my life. That's why I am having a trauma. ဒါတွေဖြစ်လာတယ်ပြီးတဲ့အခါမှာကျွန်တော်ရဲ့ဘဝထဲမှာစိတ်ဒဏ်ရာတွေရလာတယ် I thought that was the reason I was so sad. ဒီလိုဖြစ်လာတာငါအမြဲဝမ်းနေနေလို့ထင် But တယ် one day I was worshiping the Lord
တရက်မှာကျွန်တော်ဖခင်ကိုကိုးကွယ်တယ် asking the Lord, ဖခင်ကိုကျွန်တော်မေးတယ် Lord, set me free from this sadness. I don't know why I'm so sad. ဒီလောက်ဝမ်းနည်းနေတဲ့အရာတွေကနေကျွန်တော်ကိုကယ်တင်ပေးပါဘာလို့လဲဆိုတော့ကျွန်တော်မသိဘူး Set me free, Lord, set me free. ကျွန်တော်ကိုလွတ်မြောက်ခွင့်ပေးပါ I don't want to be sad anymore. ထပ်ပြီးမှဝမ်းနည်းနေတဲ့သူမဖြစ်ချင်ဘူး When the sun goes down, နေကြလာတဲ့အခါမှာ that feeling came to me every day. နေ့ရက်တိုင်းမှာကျွန်တော်အဲ့ဒါကိုခံစားနေရတယ် I was scared. ကျွန်တော်ကြောက်လာတယ် I was lonely. အထီးကျန်တယ် I was depressed. စိတ်တက်ကြလာတယ် I didn't know why. ဘာလို့လဲဆိုတော့ကျွန်တော်မသိဘူး I didn't want that anymore in my life. ဘာဖြစ်လို့ကျွန်တော်အချိန်မှာဒါတွေဖြစ်နေလဲမသိဘူး I started to ask the Lord, Lord, set me free from this. အဖေကိုဆုတောင်းတယ်ကျွန်တော်ကိုဒီဟာကနေလွတ်မြောက်ခြင်းပေးပါ The Holy Spirit spoke to me. တန်ရှင်တော်ဝိညာဉ်တော်ဖခင်ကကျွန်တော်ကိုဖွင့်ပြတယ် And that just one word set me free. အဲ့ဒီစကားလုံးတစ်လုံးကပဲကျွန်တော်ကိုလွတ်မြောက်သွားစေတယ် Do you know what did the Holy Spirit reveal to me? တန်ရှင်တော်ဝိညာဉ်တော်ဖခင်ကျွန်တော်ကိုဖွင့်ပြတဲ့အရာကဘာလဲသိလား Who told you you are depressed? ဘသူပြောလဲမင်းကစိတ်တက်ကြတဲ့သူလို့ဘသူကပြောလဲ Who told you you are sad? မင်းကဝမ်းနေတဲ့သူဆိုပြီးဘသူကပြောတာလဲ Why do I have to set you free when you are already set free by me? ငါအားဖြင့်မင်းကလွတ်မြောက်ပြီးသားသူလို့ငါပြောထားပြီးသား Why are you keep praying to set you free? ဘာကြောင့်ဆက်ပြီးမှလွတ်မြောက်ဖို့အတွက်ကိုဆုတောင်းနေတာလဲ The only reason I was in the sadness is because I believed that I was depressed. ကျွန်တော်ခံစားနေရတဲ့အကြောင်းအရာရဲ့အကြောင်းရင်းကဘာလဲဆိုရင်ကျွန်တော်ကစိတ်တက်ကြတဲ့သူလို့ယုံကြည်ထားလို့ဖြစ်တယ် All my life I believed that I was a depressed person. ကျွန်တော်တဘဝလုံးမှာယုံကြည်ထားတာငါကစိတ်တက်ကြနေတဲ့သူလို့ယုံထားတယ် That was the lies of the enemy. ဒါကမာနရဲ့အလိမ်ညာပဲဖြစ်တယ် Let me tell you the truth. သင်ကိုယ်တမန်တရားကိုပြောချင်တယ် You have no addictions in your life anymore. သင်ဘဝမှာဆွဲလန်းစေတဲ့အရာဘာမှမရှိဘူး You're not addicted to sins. အပြစ်ကိုဆွဲလန်းတဲ့သူမဟုတ်ဘူးသင်က You are not. သင်ကအဲ့လိုလူမဟုတ်ဘူး There is no devil in your life သင်အထဲမှာနတ်ဆိုးကမရှိဘူး because the Holy Spirit lives inside of you. ဘာဖြစ်လို့လဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ဖျားသင်ထဲမှာရှိနေလို့ဖြစ်တယ် Hallelujah. Hallelujah Holy Spirit works inside of you. တန်ရှင်တော်ဝိညာဉ်တော်ဖျားကနေသင်အထဲမှာ There is no devil that can work inside of you anymore. သင်ရဲ့အထဲမှာမာနကထပ်ပြီးမှအလုံးလုံးလို့မရတော့ There is no devil that can bound you anymore. သင်ကိုထပ်ပြီးမှမာနကချီနှောင်ထားလို့မရတော့ဘူး Don't believe the lies of the enemies. မာနရဲ့အလိမ်ညာမှုကိုမယုံပါနဲ့ There was one girl မိန်းကလေးတစ်ယောက်ရှိတယ် that came to our church. ပိတ်မတော်ကိုရောက်လာတယ် We were preaching on the pulpit. ကျွန်တော်ကဒီဖို့ပင်လင်းတရားဟောနေတယ် But suddenly she trembled ရုပ်တရက်သူကအဲ့လိုမျိုးလှုပ်ရှားလာတာ and she started to cry a ပြီးတော့ lot. သူအယမ်းငိုတယ် And people took her out from the church. လူတွေကသူ့ကိုအပြင်ကိုခေါ်ထုတ်သွားတယ် And a lot of pastors start to pray for her. များစွာသောအမှုတော်ဆောင်တွေကဒီမိန်းကလေးကိုဆုတောင်းပေးကြတယ် And we were sure that was the devil inside her. ကျွန်တော်တို့သူ့အထဲကမာနကိုမောင်းထုတ်ကြတယ် Oh, we said, the devil, get out. မာနထွက်သွားဆိုပြီးမှကျွန်တော်တို့ပြောကြတယ် The little girl replied with the red eyes, အဲ့ဒီ big မိန်းက eyes. လေးကမျက်လုံးအနီရောင်လေးနဲ့ No. မထွက်ဘူးဆိုပြီးပြောတယ် And we were praying, get out in the name of Jesus. ယေရှုနာမ၌ထွက်လို့ကျွန်တော် And တို့က she ပြော started တယ် to tremble. No. သူကလည်းရုန်းကန်ပြီးမှမထွက်ဘူး It took us like almost 2 hours. 2 နာရီလောက်ကြာသွားတယ် We were just saying, get out, devil. မာနထွက်သွားလို့ကျွန်တော်တို့ပြောကြတယ် That was never left. ဘယ်တော့မှမထွက်ပါဘူး Suddenly my dad came, အဲ့ချိန်မှာပဲအဖေကရောက်လာတယ် went near to that little girl. အဲ့ဒီအမျိုးသမီးရဲ့နေရွက်နာကိုသွားတယ် Just say this. ပြီးတော့ပြောတယ် Demilia, Yeshu Christo ko yong ji do jao. Demilia the ma, Yeshu phia shi de no. My dad just said that. အဖေကအဲ့လိုမျိုးပြောလိုက်တယ် Everything suddenly changed. အဲ့ဒီချိန်မှာအရာအားလုံးကပြောင်းသွားတယ် The devil cannot function when the truth came. အဲ့ဒီတမန်တရားရောက်လာတဲ့ခါမှာမာနကချက်ပြီးမှအလုံးလုံးလို့မရဘူး Hallelujah. Hallelujah
We were only bound because we are believing lies. ကျွန်တော်တို့ကချီနှောင်ချင်းခံစားရတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအလိမ်ညာကိုယုံလို့ဖြစ်တယ် Maybe that girl believed that she was bound by the devils. သူကမာနရဲ့ချီနှောင်ခြင်းကိုခံရတဲ့သူလို့အဲ့ဒီမျိုးသမီးကလည်းသူ့ကိုယ်သူယုံထားတဲ့သူဖြစ်တယ် Maybe that girl believed that there is devils inside her. သူအထဲမှာမာနရှိတယ်ဆိုပြီးမှသူကထင်နေတဲ့သူဖြစ်တယ် But my dad just said, Tamile thema Yeshu shiro no. And she was like knocking her head. အဲ့ဒီခါမှသူကောင်းကြီးတယ် And she was set free. ပြီးဒီခါမှသူလွတ်မြောက်သွားတယ် Hallelujah. Hallelujah. I'm here to tell you the truth. နေ့တင်းကိုတမန်တရားကိုပြောချင် Only the truth can set you free. တင်းကိုလွတ်မြောက်စေမှာကတမန်တရားပဲဖြစ်တယ် If you are believing the lies of the တင်း enemies, ကမာနရဲ့အလိမ်ညာကိုယုံ I ကြည် want နေ you to declare the truth of the Lord over those lies. အဲ့ဒီအလိမ်ညာတွေပေါ်မှာဖခင်ရဲ့တမန်တရားကိုကြွေးကြော်ကြေညာစေ The ချင်တယ် devil may be saying to you, you are addicted to alcohol. မင်းကအရက်သမားပဲလို့မာနကလာပြီးပြောရင် And you're still drinking it. အဲ့ဆိုတင်ကဆက်ပြီးမှတောက်နေမှာပဲ And I want you to declare, I'm not addicted to alcohol ငါ anymore. ကဒီအရက်ကိုထပ်ပြီးမှဆွဲလန်းစရာအကြောင်းမရှိဘူးလို့ကြွေးကြော်စေချင် If you are addicted to something bad watching in your phones, တင်းရဲ့ဖုန်းထဲမှာတင်ကဆိုးရွားတဲ့အရာကိုကြည့်ချင်းကိုတင်ကဆွဲလန်းနေတယ်ဆိုရ I င် want you to declare, တင်းကိုကြွေးကြော်စေချင်တယ် I am not addicted to adult content anymore. ဒီမာနနဲ့ဆိုင်တဲ့အရာတွေကငါမဆွဲလန်းခြင်းမရှိဘူးလို့ကြွေးကြော်စေချင်တယ် That is the truth. အဲ့ဒါကတမန်တရားဖြစ်တယ် But when you believe, ဒါပေမဲ့တင်ကယုံသွားရင် if you believe you are addicted to porn, တင်ကဒီမကောင်းတဲ့အရာတွေကြည့်ချင်းကိုဆွဲလန်းတဲ့သူလို့တင်ကိုတင်ယုံထားရင် you will still be watching every day. တင်ကနေ့တိုင်းကြည့်နေမှာဖြစ်တယ် But I want you to tell, ဒါပေမဲ့တင်ကိုခွာပေးခြင်းတယ် you are not addicted to anything. တင်ကဘယ်အရာပေါ်မှာမှဆွဲလန်းခြင်းမရှိတဲ့သူဖြစ်တယ် Your feelings are not the truth. တင်ရဲ့ခံစားချက်ကအစစ်မှန်မဟုတ်ဘူး The word of God is the truth. ဖခင်ရဲ့နှုတ်ကပတ်တော်ကသာအစစ်မှန်ဖြစ်တယ် God has already set you free ဖခင်ကတင့်ကိုလွတ်မြောက်ခြင်းပေးပြီးသားဖြစ်တယ် from every addiction, ဘယ်ဆွဲလန်းမှုပဲဖြစ်ဖြစ် from every power of devils. မာနရဲ့ဘလို့တကိုးပဲဖြစ်ဖြစ် God has already set you free. ဖခင်ကအဲ့ထဲကနေတင့်ကိုလွတ်မြောက်ခြင်းပေး Somebody ပြီး shout hallelujah. ဟာလေလုယာလို့ကြွေးကြော်ရအောင် You are not under the devil anymore. တင်ကမာနရဲ့အောက်မှာမရှိတော့ Hallelujah. ဟာလေလုယာ All you need is to know the truth with all of your heart. တင်လောက်ရမယ်ကဖခင်ရဲ့စကားကိုတင်နှလုံးသားအပြည့်နဲ့ယုံကြည်ဖို့ဖြစ်တယ် I'm so sad that a lot of ministry today ကျွန်တော်ရန်ဝင်နေတဲ့ ministry တော်တော်များများက only focus on the devil. မာနကိုပဲဥတည်ထားတယ် I see devil in you. မာနမင်းထဲမှာရှိနေတယ် Everywhere they go, I see the devil in these cities. ဒီမြို့မှာမာနကိုတွေ့နေတယ်လို့ပြောကြတယ် They never see angels. ဘယ်တော့မှကောင်းကင်တမန်ကိုမတွေ့ကြဘူး You know, when Lucifer falls, how many of angels were with him? မာနကမြေပြင်ပေါ်ကိုကျလာတဲ့အခါမှာကောင်းကင်ပေါ်မှာကောင်းကင်တမန်ဘယ်လောက်ကြံခဲ့လဲ One third was with the devil, သုံးပုံရင်တစ်ပုံကမာနနာကိုလိုက်သွားတာဖြစ်တယ် but every angel that is left in the heavens is with you right now. ကျန်တဲ့သုံးပုံနှစ်ပုံကကောင်းကင်ပေါ်မှာရှိနေတာဖြစ်တယ် Which is more, the devils or in the angels? ဘယ်ဟာကပိုများမယ်လို့သင်ချင်လဲကောင်းကင်တမန်လားမာနလား But ဒါပေမဲ့ a lot of ministries, အမှုတော်မြတ်တော်တော်များများမှာ they only see demons. နတ်ဆိုးကိုပဲမြင်နေကြတယ် I was so surprised. There was one pastor. ဆရာတယောက်ကိုကျွန်တော် They တော်တော် study about the devil so much. မာနအကြောင်းကို study လုပ်တယ် And they start to preach how the devil walk. မာနကဘလို့လမ်းလျှောက်လဲဆိုတာကိုသင်ပေးတယ် I was behind him watching him. ကျွန်တော်အဲ့ဒါကိုသူကြည့်တယ် He is preaching like, သူဘလို့တရားဟော the လဲဆို devil walk like this. မာနကဘလို့လမ်းလျှောက်လဲဆိုရင် Dum, 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 အဲ့ dum. လိုမျိုးလမ်းလျှောက်တယ် What?
Why are you so focused on the devil? ဘာကြောင့်မာနကိုပဲအာယုံဆိုင်နေရ The တာ devil is disarmed. မာနကလက်တောင်မရှိတော့ The devil is powerless. ဘာတကိုးမှမရှိတော့ When you know the truth, သင်သမတရားကိုသိ the မယ်ဆို devil cannot bound you anymore. သင်ကိုမာနကဆက်ပြီးမချီနှောင်ထားလို့မရတော့ဘူး Hallelujah. Hallelujah Your problems is not with the devil directly. သင်ရဲ့ပြဿနာကမာနနဲ့ဓာတ်ရိုက်ဆိုင်နေတာမဟုတ် Your problem is you သင်ရဲ့ပြဿနာကသင်ပဲ have to know the truth. တမန်တရားကိုသိဖို့လိုအပ်နေတာဖြစ် You have to know that you are already set free. သင်ကလွတ်မြောက်ပြီးသားသူဆိုတာကိုသင်သိဖို့လိုနေတာဖြစ်တယ် When that little girl realized, အမျိုးသမီးလေးကသူသိသွားတယ် oh, I have Jesus. အော်ငါမှာယေရှုရှိတယ် The devil cannot work in her anymore. အဲ့ဒီခါမှာမာနကသူ့အထဲမှာချက်ပြီးအလုပ်လုပ်လို့မရတော့ Hallelujah. Hallelujah If you believe you have post trauma, အရင်တော့ကတင့်မှာစိတ်ပိုင်းဆိုင်ရာစိတ်ဒဏ်ရာရှိတယ်လို့သင်ကယုံထားရင် that trauma will oppress you your whole life. အဲ့ဒီစိတ်ဒဏ်ရာကတင့်တဘဝလုံးကိုအုပ်ဆိုးသွားလိမ့်မယ် But today, ဒါပေမဲ့ဒီနေ့ I want you to believe တင့်ကိုယုံစေချင်တယ် Jesus already set you free from every trauma. ယေရှုခရစ်တော်အားဖြင့်သင်ကဘယ်စိတ်ဒဏ်ရာမှမရှိတော့ဘူး Hallelujah. Hallelujah Jesus already set you free from every broken hearted. အနေကြေကွဲနေတဲ့နှလုံးသားတိုင်းတော့ယေရှုကလွတ်မြောက်ခြင်းကိုပေးပြီးပြီ Jesus already set you free from a depressed life. သင်ရဲ့ဘဝအထဲမှာစိတ်တကြခြင်းတွေအားလုံးကနေလွတ်မြောက်ခြင်းကိုပေးပြီးပြီ Jesus already set you free from the life defeated by the devil. မာနရဲ့နှိပ်စက်ခြင်းခံရတဲ့အားလုံးကနေသင်ကိုလွတ်မြောက်ခြင်းကိုပေးပြီးပြီ Hallelujah. Hallelujah On the count of 1, 2, 3, I want you to declare, I am set free. Now. 1, 2, 3. I am set free. Somebody shout hallelujah. Hallelujah You are already set free. သင်ကလွတ်မြောက်ပြီးသားသူဖြစ်တယ် I am already set free. ကျွန်တော်ကလည်းလွတ်မြောက်တော့သူ I ဖြစ်တယ် have no devil in my life. ကျွန်တော်ဘဝအထဲမှာဘာမှနဲ့မှမရှိတော့ I have no addiction in my life. ဘာဆွဲလမ်းမှုမှမရှိတော့ That's what you have to believe every day. ဒါကသင်နေ့တိုင်းယုံရမယ့်အရာဖြစ်တယ် All I have is ကျွန်တော်ကရှိတဲ့အရာက Jesus. ယေရှုပဲဖြစ်တယ် All I have is ကျွန်တော်မှရှိတဲ့အရာက anointing. ဘိတ်သိက်ခြင်း All I have is ကျွန်တော်မှရှိတဲ့အရာက joy. ဝမ်းမြောက်ခြင်းဖြစ်တယ် All I have is ကျွန်တော်မှရှိတဲ့အရာက peace. ငြိမ်သက်ခြင်းဖြစ်တယ် On Monday, တနင်္လာနေ့မှာ I'm anointed. ကျွန်တော်ကဘိတ်သိက်ခြင်း On ခံရတယ် Tuesday, အင်္ဂါနေ့ရောက်ရင်လည်း you are anointed. သင်ကဘိတ်သိက်ခြင်းခံစားနေရတော့မယ် On Wednesday, ဗုဒ္ဓဟူးနေ့ရောက်ရင်လည်း you are သင်က anointed. ဘိတ်သိက်ခြင်းခံရတယ် On Thursday, ကြာသပတေးနေ့ရောက်ရင်လည်း you are သင်က on Friday, တောက်ကြနေ့မှာလည်း you are သင်က on Saturday, စနေနေ့မှာလည်း you are သင်က anointed. ဘိတ်သိက်ရှိတော် On သူ Sunday, တနင်္ဂနွေနေ့ရောက်လာရင် you are သင်က anointed. ဘိတ်သိက်ရှိတော်သူဖြစ်တယ် Hallelujah. Hallelujah. When you know the truth, တမန်တရားကိုသင်သိတဲ့အခါ the မှာ truth should set you free. အဲ့ဒီတမန်တရားကသင်ကိုလွတ်ပေးတယ် In the Bible, it said, နှုတ်ကပတ်တော်ထဲမှာဗာပြောလဲဆိုရင် let's go to one Bible verse. နှုတ်ကပတ်တော်တစ်ပိုက်ဖတ်ရအောင်စိတ်နှလုံးထဲ၌ယုံကြည်လင်ကဲ့တင်ခြင်းသို့ရောက်လိမ့်မည် How do you believe? ဘယ်လိုယုံရမလဲ With all your heart. သင်ရဲ့နှလုံးသားအပြည့်နဲ့ယုံရမှာဖြစ်တယ် If you're only believing the word of God with your brain, သင်ကအုံနောက်နဲ့ပဲယုံတာဆိုရင် when I tell you, declare that you are declaring, ကျွန်တော်ကကြွေးကြော်လို့ပြောတဲ့အခါမှာသင်ကလိုက်ကြွေးကြော်လိမ့်မယ် but only if that was only from your brain, အုံနောက်ကလာတဲ့အရာပဲဆိုရင် that will not set you free. အဲ့ဒါကသင်ကိုလွတ်မြောက်ခြင်းမပေးနိုင် You have to believe from your heart. နှလုံးသားနဲ့ယုံဖို့လိုတယ် Psalm chapter 103, verse 2 to 5. အငယ်2ကနေ9အထိအိုငါဝိညာဉ်ခြာရဖျားကိုကောင်းချီးပေးတော့ဂျေစုတော်အပေါင်းကိုမမေ့လျော့နဲ့တင်းရဲ့ပြည့်လုံးစုံတို့ကိုဖြည့်လွတ်၍တင်းရဲ့နာယောဂရှိသမျှတို့ကို Can we read it again? Can we read it again? 1, 2, 3. တင်းရဲ့အပြည့်အလုံးစုံတို့ကို
သင်ရဲ့နာယောဂရှိသမျှတို့ကိုလည်းပျောက်စေ What is the Bible saying about you? ဒီမှာနှုတ်ကပတ်တော်ကသင်အကြောင်းကိုဘာပြောထားလဲ You have no sins anymore. သင်မှာဘာအပြစ်မှမရှိတော့ The blood of Jesus washed you ယေ clean. ရှုခရစ်တော်အသွေးတော်အဖြစ်သင်က You have စ no င်ကြယ်ပြီ disease anymore. ဘာယောဂမှမရှိဘူး Jesus took every disease of yours upon him. သင်ခံစားနေတဲ့ဝေဒနာအလုံးကိုယေရှုယူ You သွား are ပြီ set free. သင်ကလွတ်မြောက်တဲ့သူဖြစ်တယ် Hallelujah. Hallelujah. High five your neighbors and say you are set free. ဘေးကသူကိုရိုက်ပြီးမှပြောလိုက်ပါမင်းကလွတ်မြောက်တဲ့သူဖြစ်တယ် Hallelujah. Hallelujah Hallelujah. Hallelujah Hallelujah. Hallelujah You are already set free. သင်ကလွတ်မြောက်တဲ့သူဖြစ်တယ်